နှင်းဖြူမြေခွေနဲ့ကျန်နာသက်တော်တစ်ခုတ်သမားရှိပဝေတနီဂျပန်နိုင်ငံရဲ့တောင်တန်းဒီပေါ်ကရွာငယ်လေးတစ်ရွာမှာဟီရိုရှီလို့ခေါ်တဲ့တစ်ခုတ်သမားလူငယ်လေးတစ်ယောက်ရှိပါတယ်။သူဟာစီးငယ်ပေမဲ့စိတ်တဘောထားအယမ်းဖြူစင်ပါတယ်။တနေ့တော့စောင်းရသည်နှင်းဒီထူထပ်စွာကြနေတဲ့တောအုပ်ထဲမှာတစ်ခုတ်တွေတုံးတနာစရာအတန်လေးတစ်ခုကိုကြားလိုက်ရတယ်။အတန်လာရာကိုတွားကြည့်လိုက်တော့မုတ်ဆိုးရဲ့ထောင်ချောက်ထဲမှာမိနေတဲ့မြေခွေးဖြူလေးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ဟီရိုရှီကတနာသွားပြီးထောင်ချောက်ကိုဂယုတစိုက်ချုပ်ပေးကမြေခွေးလေးရဲ့တန်ရာကိုစိတ်ထည့်ပေးလိုက်ပါတယ်။မြေခွေးဖြူလေးဟာသူ့ကိုကျေးဇူးတင်တဲ့မျက်လုံးလေးတွေနဲ့ကြည့်ပြီးတောအုပ်ထဲကိုပြေးဝင်သွားပါတော့ပဲ။ရက်အနှင်းငယ်ကြားတဲ့အခါနှင်းမုန်တိုင်းပြင်းထန်စွာကျနေတဲ့ညတညမှာဟီရိုရှီရဲ့တဲအိမ်လေးစီကိုမိမချော်လေးတစ်ယောက်ရောက်လာပါတယ်။သူမနာမည်ကယူကီလို့ခေါ်ပြီးနှင်းတော်ထဲမှာလမ်းမလာလို့တညလောက်ခိုးလုံကွန်းပိတ်ဖို့တောင်းဆိုပါတယ်။ဟီရိုရှီကလည်းကြည်ပြူစွာခွင့်ပြုပေးခဲ့ပါတယ်။နောက်နေ့မနက်မိုးလင်းတော့ယူကီဟာပြန်မသွားပဲဟီရိုရှီအတွက်အိမ်မှုကိစ္စတွေကူညီလုပ်ပေးပြီးနေထိုင်ပါတော့တယ်။ယူကီရောက်လာပြီးနောက်ပိုင်းဟီရိုရှီရဲ့ဘဝလေးဟာနှွေးထွေးပြီးပျော်စရာကောင်းလာခဲ့ပါတယ်။တနေ့မှာတော့ယူကီကဟီရိုရှီကိုအဝတ်အထည်တွေရက်လုပ်ပြီးဈေးမှာရောင်းဖို့အကြံပေးပါတယ်။ဒါပေမဲ့သူမကစီးကန်းတစ်ခုတောင်းဆိုခဲ့ပါတယ်။ကျမအခန်းထဲမှာရက်ကန်းရက်နေတဲ့အချိန်ဆိုရင်တကားကိုလုံးဝဖွင့်မကြည့်ပါနဲ့လို့ဂတိပေးပါဟီရိုရှီကလည်းဂတိပေးခဲ့ပါတယ်ယူကီရက်လွတ်ပေးတဲ့ပိုးထဲတွေဟာအင်မတန်နူးညံ့လာပါလွန်လို့ဈေးမှာချက်ချင်းဆိုသလိုရောင်းထွက်သွားပြီးဟီရိုရှီတို့လည်းအဆင်ပြေလာခဲ့ပါတယ်အချိန်တွေကြာလာနဲ့အမျှဟီရိုရှီဟာယူကီပိုးထဲတွေကိုဘလို့များရက်လုံနေသလဲဆိုတာကိုသိကျင်စိတ်တွေပြင်းပါလာပါတယ်ဒါပေမဲ့သူဟာယူကီကိုပေးထားတဲ့ဂတိကိုတတိယပြီးမိမိရဲ့တိကျင်စိတ်ကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။သူဘယ်တော့မှခိုးမကြည့်ခဲ့ပါဘူး။သူ့ရဲ့ရိုးသားမှုနဲ့ဂတိတီးမှုကိုမြင်တဲ့အခါယူကီဟာတနေ့မှဟီရိုရှီကိုအမှန်အတိုင်းဖွင့်ပြပြပါတယ်။တကယ်တော့သူမဟာဟီရိုရှီကဲတင်ခဲ့တဲ့မြေခွေးဖြူလေးဖြစ်ပြီးကျေးဇူးဆက်ခြင်းလို့လူရောင်ဖန်ဆင်းပြီးလာခဲ့တာဖြစ်ပါတယ်။ပုံမှန်ဆိုရင်လူတွေဟာဂတိဖြတ်ပြီးခိုးကြည့်တတ်ကြပေမဲ့ဟီရိုရှီကတော့သူမအပေါ်အပြည့်အဝယုံကြည်မှုထားခဲ့လို့သူမရဲ့အစစ်အမှန်ကိုဖွင့်ပြရဲခဲ့တာပါဟီရိုရှီကလည်းယူကီဟာမြေခွေးဖြူလေးဖွင့်နေပါစေသူမရဲ့ဖြူစင်တဲ့စိတ်ထားကိုနာမျက်နှိုးတွေအတူတူဆက်လက်နေထိုင်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်အဲဒီနောက်ပိုင်းသူတို့နှစ်ယောက်ဟာတောအုပ်လေးထဲမှာရာသက်ပန်းအေးချမ်းပျော်ရွှင်စွာနေထိုင်သွားကြပါတော့လေဒီပုံမြင်လေးကနေရရှိနိုင်တဲ့သင်ခန်းစာများဂတိတီးမှု trust တဦးနဲ့တဦးကြားမှာယုံကြည်မှုနဲ့ဂတိတီးမှုကဆက်ဆံရေးကိုပိုမိုခိုင်မာစေပါတယ်။ကျေးဇူးတည်တတ်မှု gratitude ကိုယ့်အပေါ်ကောင်းမှုတဲ့သူကိုကျေးဇူးမမေ့ပဲပြန်လဲတုံ့ပြန်တတ်တဲ့စိတ်ထား